强盗，无赖！居然抢本地的天才地宝，你给我吐出来！ ဒီတစ်ခါမှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကညီမဖြစ်သူနဲ့ဆက်နောက်ရင်းကနေမတော်တဆအင်အားလုံးသွားပြီးညီမဖြစ်သူကိုလာမစေပဲမွေးဖွားစေခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းကျင်တော့ကလေးမွေးဖွားလာတဲ့အချိန်မှာပဲတလောကလုံးကိုတုံလုံးစေမဲ့ကောင်းကင်ယံကထူးခြားဆန်းပြတဲ့နိမိတ်လက္ခဏာကြီးပေါ်ပေါက်လာခဲ့ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ဖခင်ဖြစ်သူကတော့ဝမ်းသာအားရနဲ့သူ့သမီးလေးဟာအစွမ်းထက်ကလုံကြီးငှက်ရဲ့သွေးမျိုးဆက်ဖြစ်ပြီးမတေမျိုးခန္ဓာကိုယ်ကိုနိုးထလာနိုင်လိမ့်မယ်လို့တထစ်ချယုံကြည်နေခဲ့တာပါ။ဒါပေမဲ့မိခင်ဖြစ်သူကတော့ဇလိုက်ကကလေးရဲ့အရင်မြင့်စွမ်းရင်ချို့ကိုကြိုတင်လူယူသွားခဲ့တာကြောင့်ဒီလောက်နဲ့ပဲရက်တန့်သွားရတာလို့ယူဆပြီးမကြေမနက်ဖြစ်နေခဲ့ပါတယ်။သမီးဖြစ်သူရဲ့အစွမ်းကိုကဘာတိအောင်ပြသဖို့အတွက်ဖခင်ဖြစ်သူကလှုပ်ဝက်ချက်တွေကိုထုတ်ဖော်ပြီးစွမ်းရင်တွေနိုးထအောင်လုပ်လိုက်တဲ့အချိန်မှာပဲမမျော်လင့်ထားတဲ့အလှည့်ပြောင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။ကောင်းကင်ယံမှာတောက်ပလာရမယ်မိတောက်ကြီးကဘာပြဿနာကြောင့်မှမသိအပေါ်ရောက်မှတစီစီပောက်ကွဲထွက်သွားခဲ့လို့အားလုံးမျက်လုံးပြူးစွန့်သွားခဲ့ရပါပြီ။တကယ်တော့ဇက်လိုက်ကကက်လန့်ကနောက်ွယ်ကနေချီခောက်တွေတုံးပြီးဘာတွေကြံစီနေတာလဲ။သူတို့မိသားစုရဲ့ကံကြမ္မာဘာဆက်ဖြစ်မလဲဆိုတာကိုတော့